Hello အားလုံးပဲမင်္ဂလာပါ Dreamland Tales Channel လေးကနေကြိုဆိုလိုက်ပါတယ်ကဲဇာတ်လမ်းလေးစလိုက်ကြမယ်အရန်စင်ရဲလာတဲ့ကျမနဲ့တတိသားခတ်ဆူဆူလေးသူလူတိုင်းမှာတော့ကိုယ်ပိုင်နဲ့ကံကြမ္မာတွေရှိကြတာပေါ့နော်ကျမအတွက်တော့ကံကြမ္မာဆိုတာခါသီးလုံးနဲ့စီးတစ်ခွက်လိုပါပဲမင်္ဂလာပါကျမနာမည်ကနှင်းပါရန်ကုန်မြို့ရဲ့လူသူမနီးတဲ့ရက်ွက်လေးတစ်ခုမှာအမေနဲ့အတူရုန်းကန်နေရတဲ့မိန်းကလေးတစ်ယောက်ပေါ့ကျမရဲ့နေ့စဉ်ဘဝကတော့မနက်လင်းနာနဲ့အလုတ်ရှာရမယ်ပတ်စံစုရမယ်ဒါပါပဲအလအပဆိုတာကျမအတွက်တော့ဝေးလုံးနဲ့အိမ်မက်တစ်ခုပေါ့အဲ့ဒီနေ့ကကျမအလုတ်တစ်ခုအတွက်လူတွေ့စစ်စီဘူးသွားနေတာကန်ဆိုးကျင်တော့ကားမတိုင်မှာကားဆောင်နေတော့ရုတ်တရက်မိုးကတီးကြီးမိတ်ကြီးရွာချလိုက်တာလေကျမမှထီးလေးမပါဝစ်ထားတဲ့အင်ဂျီလေးကလည်းနွားလေးစိတ်ထဲမှာလေအလုံနှုတ်ကြမှာကိုပဲအယမ်းပူနေမိတာအဲ့ဒီအချိန်မှာပဲအရှိန်နဲ့မောင်းလာတဲ့ပြိုင်ကားအနက်ရောင်ကြီးတစ်စီးကကျမရှိရရီအိုင်ကိုအရှိန်နဲ့ဖြတ်မောင်းသွားလိုက်တာဝုန်းဆိုပြီးတော့လေကျမတကူလုံးညစ်ပတ်ပေရီနေတဲ့ရီပုတ်တွေနဲ့ရွှေ့ဆိုသွားတာမို့ဒေါသထွက်လုံးလို့အော်လိုက်ချင်ပြီးမြလေချောင်းထဲမှာစကလုံးတွေကတက်နေတယ်အဲ့ဒီကားကြီးကကျမရှိမှပင်ရက်သွားပြီးတကားပွင့်လာခဲ့တယ်ကားပေါ်ကဆင်းလာတာကတော့စပင်ကိုခက်လန်းလန်းပုံသွင်းထားပြီးနားကတစ်ဖက်နဲ့ကြည့်လိုက်တာနဲ့အယမ်းကိုမောက်မာပုံရတဲ့ကောင်လေးတစ်ယောက်သူ့မျက်လုံးတွေကကျမကိုတစ်ချက်ကြည့်လိုက်တာကနှိမ်လိုက်တယ်လို့မျိုးပဲသူကကျမနားကိုဖြည်းဖြည်းချင်းလောက်လာတယ်ပြီးတော့သူ့အိတ်ကက်ထဲကပတ်စံအထိုက်လုံးကိုထုတ်ပြီးကျမချီရင်းကိုပြစ်ချလိုက်တာလေသူကဘာပြောတယ်မှတ်လဲယော့ဒီပတ်စံယူပြီးမင်းဝတ်ထားတဲ့အဝတ်စုပ်တွေကိုလေးလိုက်တော့နောက်ခါငါကားရှိမှဒီလိုပုံစံနဲ့လာမရက်နဲ့မျက်စိနှောက်လို့တဲ့ကျမရင်ထဲမှာဒေါသတွေတူနေတာပဲစီးရတာအဖြစ်လားကျမချီရင်မှာပြန်ကြီးနေတဲ့ပတ်စံတွေကိုတစ်ချက်ကြည့်လိုက်ပြီးသူ့မျက်လုံးကိုတိတ်တိတ်စိတ်ကြည့်လိုက်တယ်ပြီးတော့လူတိုင်းမထင်မှတ်ထားတဲ့အရာတစ်ခုကိုကျမလွတ်မိတယ်ကျမချီရင်ကပတ်စံတွေကိုကောက်လိုက်ပြီးသူ့မျက်နှာကိုခပ်ပြင်းပြင်းပြန်ပေါက်ထိလိုက်တာရှင်လူဆိုတာကိုရောတိလားလေကျမအိုပြောလိုက်တဲ့အချိန်မှာသူ့မျက်နှာကဒေါသကြောင့်ညီးပြန်သွားပြီးကျမရဲ့လက်ကဝက်ကိုအတိဆွေးညစ်လိုက်တာသူ့မျက်လုံးတွေကကြောက်စရာကောင်းလာအောင်ရှူးရှားနေပြီးကျမရဲ့နားနာကိုကပ်ပြီးတူတူလေးပြောလိုက်တာကမင်းငါ့ကိုဒီလိုလုပ်တဲ့ပထမဆုံးမင်းကလေးပဲနောင်တမရစီနေနှင်းမင်းဘဝကိုဒီနေ့ကစပြီးငါငရီးဖြစ်အောင်လုပ်ပြမယ်တဲ့အပိစုတ်တူးကိုဆက်လက်ဆုံးရောပြီးကြပါဦးနော်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်အရန်စင်းရလာတဲ့ကျမနဲ့တထေသားခတ်ဆူဆူလေးတူအပိုင်းနဲ့ကံကျမရဲ့ကြော့ခွန်းသူ့ရဲ့ချင်းချောက်စကားတွေကကျမရဲ့နားထဲမှာပဲ့တင်ထက်နေတော့မယ်အဲ့ဒီနေ့ကကျမဘလို့အိမ်ပြန်ရောက်ခဲ့လေအောင်မသိပါဘူးစိတ်ပြက်လက်ပြက်နဲ့နောက်တစ်နေ့မနက်မှာတော့အလောက်အသစ်တစ်ခုအတွက်လူတွေ့စစ်စစ်ဖို့ကုမ္ပဏီတစ်ခုကိုရောက်သွားခဲ့တယ်ဒီတစ်ခေါက်တော့အဆင်ပြေပါစေလို့ဆုတောင်းနေရုံခန်းထဲကိုဝင်သွားလိုက်တဲ့အချိန်မှာတော့ကျမမျက်လုံးထဲမှာမြင်လိုက်ရတာကမနေ့ကကျမကိုရိုင်းရိုင်းဆက်ဆက်ဆန်ခဲ့တဲ့အဲ့ဒီဘဝင်လေးဟတ်နေရဲ့မျက်နှာနဲ့ကောင်လေးကသူကအခန်းရဲ့အလဲမှာချချနာနာနဲ့ချောင်းချိတ်ပြီးတော့ကျမကိုစောင့်နေတယ်လို့မျိုးပြုံးကြည့်နေခဲ့ရလေမင်းဒီရောက်လာမယ်ဆိုတာငါသိတာပဲတဲ့သူကခက်အေးပဲပြောနေပေမဲ့သူ့မျက်လုံးတွေထဲမှာကျမကိုကစားချင်နေတဲ့အငွေ့သက်တွေကတော့အပြည့်ပဲကျမသိလိုက်ပါပြီဒီကုမ္ပဏီကသူ့မိသားစုပိုင်တာပဲဖြစ်ရမယ်ကျမချက်ချင်းပဲလက်ထပ်ဖို့ပြင်လိုက်ပေမဲ့သူ့ရဲ့စကားတစ်ခွန်းကြောင့်မလို့ကျမခြေလမ်းတွေကတော့ခနဲ့ရက်သွားခဲ့တယ်လေမင်းစေးုံတက်နေရတာမဟုတ်လားအခုလောလောဆယ်ခွဲစစ်ဖို့ပိတ်ဆံအရေးတကြီးလုံနေရဆိုတာလဲငါသိတယ်ငါစီမှာအလုပ်လုပ်ရင်အဲ့ဒီငွေတွေကိုငါအကုန်စိုက်ပေးမယ်တဲ့ကျမရင်ထဲမှာရှုပ်ထွေးမှုတွေနဲ့ကြောက်ရွံ့မှုတွေကတပြိုင်တည်းဖြစ်သွားခဲ့တာပေါ့ဟုတ်တယ်အမေကျမကြီးကကျမအတွက်တော့အရာရာပဲဒါပေမဲ့ဒီလိုလူမျိုးရဲ့လက်အောက်မှာကျမဘယ်လိုအလုပ်လုပ်ရမှာလဲရှင်ကျမကိုဘာလုပ်ခိုင်းမှာလဲလို့ကျမမေးလိုက်တော့သူကခေါမော်ကနေထလာပြီးကျမအနာကိုတိုးကပ်လာခဲ့တယ်ရိုးရိုးလေးပါပဲငါရဲ့အတွေ့အမှုလုပ်ပေးရမယ်ဆိုလိုတာကငါဘယ်တော့ဘာလို့မင်းငါဘေးမှာရှိနေရမယ်ငါမိန်ကိုနာခံရမယ်နောက်ဆုံးမှာတော့အမေအတွက်ကျမခေါင်းငိမ့်မိလိုက်ပါတယ်ဒါပေမဲ့ကျမမသိခဲ့တာကဒါကကျမရဲ့ဘဝအတွက်အဆိုးဆုံးငရဲခိုင်းရဲ့အစပါပဲအလုံးစားဝင်တဲ့ပထမနေ့မှာရင်သူကကျမကိုတနေ့ကုန်ခိုင်းနေခဲ့ရမှအနားကျင်တော့မပေးပါဘူးဒါရမကသေးဘူးညနေဘက်မှာတော့သူကကျမကိုအထက်တန်းလာရတဲ့ပွဲတစ်ခုကိုအတင်းခေါ်သွားခဲ့တယ်လေမင်းရဲ့ဒီလိုနွမ်းပါနေတဲ့ပုံစံနဲ့ငါ့ဘေးမှာမလိုက်နဲ့အဝတ်စားလဲလိုက်လို့ပြောပြီးတော့သူကကျမကိုအယမ်းလှပပြီးတော့ဈေးကြီးရဲ့ကာဝန်းအနီလေးတစ်ထည်ကိုပေးဝတ်ခဲ့ပါတယ်ပွဲထဲရောက်တဲ့အခါလူတွေအားလုံးကကျမကိုဝိုင်းကြည့်နေကြတာလေအဲ့ဒီချိန်မှာပဲသူကလူတွေအလဲမှာ
ကျမရဲ့ခါကိုဖတ်လိုက်ပြီးအားလုံးကိုအတန်ကြဲကြဲနဲ့ကြီးညာလိုက်တာကအားလုံးမေဒါကကျွန်တော်ရဲ့ဆိတ်ဆက်ထားတဲ့ဇနီးလောင်နှင်းပါတဲ့ကျမနားတော့မယုံနိုင်ဘူးကျမကသူ့ရဲ့အစေခံလိုမျိုးအလုံးဝင်လာခဲ့ရလေဘာလို့သူဆိတ်ဆက်ထားတဲ့ဇနီးလောင်ဖြစ်ရမှာလဲကျမယုံထွက်ဖို့စူးစမ်းပေမဲ့သူကကျမအနာကိုကတ်လာပြီးတော့တတိပေးတယ်လို့ပြောလိုက်တယ်မယုံနဲ့နဲ့မင်းကစိန်ခေါ်ခဲ့တာလေအခုကစပြီးမင်းကငါ့ရဲ့အယုတ်ပဲဒီပွဲပြီးရနဲ့ငါတို့အတူတူနေရမယ့်အိမ်ကိုသွားကြမယ်သူ့ရဲ့စကားကြောင့်ကျမတကောအေးဆက်သွားခဲ့သူကျမကိုဘယ်ကိုခေါ်သွားဖို့စူးစမ်းနေခဲ့ရလဲကျမဘာရေးဆက်ဖြစ်မှာလဲအပိုင်းတော့မှဘာရေးဖြစ်မလဲဆိုတာကိုစောင့်မျှော်ပေးကြပါအောင်နော်အရန်စင်းရလာတဲ့ကျမနဲ့တထေးသားခတ်ဆူဆူလေးသူအမောင်တဲကအလင်းစလူတွေအလဲမှာကျမကိုသူ့ရဲ့ဇနီးလောင်းပါလို့ကြေညာလိုက်တဲ့အတန်ကကျမနားထဲမှာဘုံတလုံးလို့ပောက်ကွဲသွားတယ်လို့မျိုးခံစားလိုက်ရတယ်လေကျမဘာပြောမှန်းတော့မသိလောက်အောင်စိုးအပ်သွားခဲ့တာပေါ့သူ့ရဲ့ကားမဲကြီးကမြို့ပြင်ကတိတ်ဆိတ်တဲ့အိမ်အိုကြီးတစ်လုံးမှာရလိုက်ပါတယ်အဲ့အိမ်ကြီးကကြီးရောကြီးပါရဲ့ဒါပေမဲ့အရန်ကိုအေးဆက်ပြီးအထီးကျပ်ဖို့ကောင်းလုံးပါတယ်စင်းတော့ဒီနေ့ကစပြီးမင်းဒီမှာနေရမယ်တဲ့သူကခက်ပြက်ပြက်ပဲပြောပြီးတော့အိမ်ထဲကိုအရင်ဝင်သွားခဲ့ပါတယ်ကျမလည်းတုံရင်နေတဲ့ခြေလမ်းနေနဲ့သူ့ရဲ့နောက်ကိုလိုက်မိသွားတာပေါ့အိမ်ထဲရောက်တော့သူကကျမကိုအခန်းထဲကိုပို့လိုက်ပါတယ်အဲ့အခန်းထဲမှာကျမအတွက်လိုအပ်တဲ့ပစ္စည်းတွေအစုံရှိနေတာကိုတွေ့လိုက်တော့အော်သွားခဲ့တယ်လေဒါရီမကဘူးကျမအမျက်တနိုးသုံးတဲ့ skin care ဘူးတွေရောအစင်းသိမ်းရှိနေတာလေအဲ့ဒီအချိန်မှာပဲကျမရဲ့ဖုန်းလေးကမြည်လာခဲ့တယ်ကြည့်လိုက်တော့ဆေးရုံကပါအမေရဲ့ခွဲစိတ်မှုအောင်မြင်သွားပြီရဲ့ကျမဝန်းသာလုံးလို့မျက်ရည်ရောကျလာမိတယ်သူတကယ်ပဲဂီးတီခဲ့တာပဲကျမသူ့ကိုကျေးဇူးတင်စကားပြောဖို့သူ့ခန်းစီကိုသွားလိုက်တယ်တကားကနည်းနည်းလေးဟနေရနဲ့ကျမချောင်းကြည့်မိလိုက်တော့သူကဖုန်းပြောနေရလေဟုတ်ကဲ့အမေပြောတဲ့အတိုင်းကျွန်တော်စစ်ဆက်လိုက်ပြီးအခုတော့ကျွန်တော်ကိုကုမ္ပဏီရဲ့ share တွေအကုန်လွှဲပေးတော့မလားတဲ့ကျမရင်ထဲမှာတိတ်ခင်နေဖြစ်သွားတယ်သူကျမကိုအတုံးချခဲ့တာကိုသူ့မိသားစုစီကအမွေရဖို့ကျမကိုအယုတ်တရုတ်လိုအတုံးချခဲ့တာပဲကျမမျက်ရည်ဝဲလာပြီးချက်ချင်းမဲ့အခန်းထဲကိုဝင်သွားလိုက်တယ်ရှင်တို့ကျမကအမွေရဖို့အတုံးချကြတခုပဲလားလို့ကျမအော်မေးလိုက်တာပေါ့သူကဖုန်းကိုချလိုက်ပြီးကျမစီကိုဖြည်းဖြည်းချင်းရှောက်လာခဲ့တယ်သူ့မျက်နှာမှာအရင်ကလိုမောင်းမာတဲ့အပြုံမျိုးမရှိတော့ပဲအရန်ကိုလေးနဲ့တဲ့အကြည့်တွေနဲ့ပေါ့သူကကျမကိုနေရံမှာလက်နှစ်ဖက်နဲ့ပိတ်ရလိုက်ပြီးတော့ကျမမျက်နှာကိုတက်တက်ကြီးပြောလိုက်တယ်လေအစကတော့ဒီတိုင်းပဲဒါပေမဲ့နင်မင်းကိုဒီအိမ်ထဲခေါ်လာပြီးနောက်ပိုင်းမှာငါအရင်လိုမင်းကိုဆက်ဆံတော့မှမဟုတ်ဘူးဆိုတာမင်းသိလားကျမရင်နဲ့အရန်ခုန်နေမိတယ်သူကကျမရဲ့ဘားပြင်ပေါ်ကတနက်ခါလေးကိုသူ့လက်နဲ့ခပ်ပပလေးပုတ်လိုက်ရင်ကျမနှာခမ်းစီကိုငုံလာခဲ့တယ်လေအဲ့ဒီအချိန်မှာပဲအိရှိကနေကားဘရိတ်အုပ်တန်အကျယ်ကြီးကြားလိုက်ရပြီးတကားကိုဝုန်းကနေဖွင့်လိုက်တဲ့အတန်နဲ့အတူကောင်မကြီးတယောက်ကဝင်လာခဲ့တာပေါ့ဒီမှာမောင်မင်းဘာတွေလုပ်နေရလဲစူးစူးဝါးဝါအောက်တန်နဲ့အတူပေါ်လာခဲ့ရကတော့ဒေါသရီထွက်နေတဲ့မိန်းကလေးတယောက်သူကကျမကိုတတ်မတက်ကြည့်နေရင်လက်ထဲကဓာတ်ပုံတစ်ပုံကိုကျမ်းပြင်ပေါ်ကိုပစ်ချလိုက်တယ်လေအဲ့ပုံထဲမှာမြင်လိုက်ရတာကကျမလုံးဝမထင်မှတ်ထားတဲ့လူတစ်ယောက်နဲ့သူကရင်းနှီးရှိနေတဲ့ပုံပဲဘာရေးဆက်ဖြစ်မှာလဲအဲ့လူကတော့ဘာတူလဲအပိုင်းလေးကိုစောင့်မျှော်ပေးကြပါအောင်နော်အရန်စင်းရလာတဲ့ကျမနဲ့တထေးသားခတ်ဆူဆူလေးသူနှလုံးသားရဲ့အဖြေကျမ်းမြေပေါ်မှာပြန့်ကျဲနေတဲ့ဓာတ်ပုံတွေကိုကြည့်ပြီးကျမခြေပြားလက်ပြားတွေအေးဆက်ကုန်တယ်အဲ့ပုံထဲကလူကကျမတို့မိသားစုကိုပြတ်သွားတဲ့ကျမရဲ့အဖေပဲပြီးတော့သူနဲ့လက်ဆွဲနှုတ်ဆက်နေတာကအခုကျမရှိရလူပဲလေမောင်ရှင်ဒီမိန်းကလေးကိုဘာလို့အနာနာမှာထားထားလဲဆိုတာကျမသိရယ်ကျမစီကိုပြန်လာခဲ့ရှင်အခုသူ့ကိုလက်ထပ်လိုက်တာကသူ့အဖေစီကအကျွေးရပြန်ရဖို့အတွက်ပဲဟုတ်တယ်မလားအဲ့လိုမိန်းကလေးကစူးစူးဝါးဝါအော်ပြောလိုက်တယ်လေကျမသူ့ကိုမယုံတယ်လို့ကြည့်လိုက်မိရယ်မျက်ရည်ကအလိုလိုဝဲတက်လာခဲ့တာပေါ့သူကျမကိုကူညီခဲ့တာလေအမေကိုဆေးကုပေးခဲ့တာတွေအားလုံးကအကျွေးရပြန်ရဖို့အတွက်လားသူ့ရဲ့အမွေရဖို့အတွက်ပဲလားကျမဘာမှမပြောဘဲနဲ့အဲ့အိမ်ကြီးကနေပြေးထွက်လာခဲ့တာပေါ့မိုးကလည်းတဲကြီးမဲကြီးရွာနေတာကျမဘယ်ကိုသွားမှလည်းမသိဘူးလေတကူလုံးလဲဆိုရွှဲလို့ပေါ့နင်းရလိုက်စမ်းနောက်ကနေလိုက်လာတဲ့သူ့ရဲ့အတန်ကြောင့်ကျမရလိုက်မိတယ်ဒါပေမဲ့လှည့်မကြည့်ခဲ့ဘူးလေသူကကျမရှိမှပိတ်ရလိုက်ပြီးကျမရဲ့ပခုံးနှစ်ဖက်ကိုအတင်းဆွဲလှက်လိုက်တယ်သူ့မျက်နှာမှာလည်းမိုးရည်နဲ့တူစိုးရင်နဲ့အေးရောင်တွေအပြည့်ပဲအစကတော့ဟုတ်တယ်မင်းအဖေစီကပိတ်ဆက်နေပြရဖို့မင်းကိုငါရှာခဲ့တာဒါပေမဲ့နဲ့မင်းနဲ့တကယ်ဆုံတွေ့ခဲ့တဲ့နေ့ကစပြီးငါစိတ်တွေပြောင်းလဲသွားခဲ့တာမင်းမသိဘူးလားသူကကျမရဲ့မျက်နှာလေးကိုတေချာကန်လိုက်ပြီးတော့အယံကိုလှပရဲ့မျက်ဝင်နေနဲ့ကြည့်နေကြရလေမင်းကိုမြင်တာရဲ့ငါရဲ့အမောင်ဖုံးနေတဲ့ဘဝထဲမှာအလေးအောင်လေးတစ်ခုလိုမြင်နေရတယ်လို့ပဲငါအတွက်မင်းကအကျွေးရှင်မဟုတ်တော့ဘ
ငါဘွားရဲ့အေးကြီးဆုံးလူသားဖြစ်သွားပြီလေမိုးရေကြားထဲမှာသူကျမကိုတင်းတင်းကြပ်ကြပ်ဖတ်လိုက်တယ်ကျမလည်းသူ့ရဲ့ရင်ခွင်ထဲမှာခိုးလုံရင်းနှလုံးသားရဲ့အဖြေကိုသိလိုက်ရတယ်လို့ပဲကျမလည်းသူ့ကိုတကယ်တော့ချစ်မိနေပြီလေအဲ့ညကအိမ်ပြန်ရောက်တော့သူကကျမအတွက်ကိုယ်တိုင်ကော်ဖီဖြောပေးပြီးကျမရဲ့ခေါင်းကိုတပတ်လေးနဲ့တုပ်ပေးနေခဲ့တာပေါ့တကယ်ကိုတထေးသားလေးကသူမဟုတ်တော့တဲ့အတိုင်းနှွေးထွေးရတဲ့လူတယောက်လိုပြောင်းလဲသွားခဲ့တာပေါ့ဒါပေမဲ့အေးချမ်းမှုကခဏလေးပါပဲညတကောင်ရဲ့မှာကျမတို့နှစ်ယောက်အဲ့ခန်းထဲမှာစကားပြောနေတော့အိမ်ရှိတကားကိုတယောက်ကလာထုခဲ့တာပေါ့ဟဲ့ကောင်ငါသမီးကိုထုတ်ပေးစမ်းအဲ့အတန်ကကျမလုံးဝမေးလို့မရတဲ့အတန်ဓာတ်ပုံထဲကကျမရဲ့အဖေသူကလူမိုက်တွေနဲ့တူအိမ်ထဲကိုဝင်လာပြီးကျမကိုအတင်းဆွဲခေါ်ဖို့ကြိုးစားတော့တာပဲမင်းကငါသမီးကိုအကြေးအတွက်ရောင်းစားရလားအခုပိတ်ဆံပုတ်ပေးရဲ့စီကိုငါကသူ့ကိုရောင်းစားဖို့ပြက်ခေါ်လာတာသူကကျမရှိမှရက်လိုက်ပြီးတော့အဖေကိုဒေါသကြီးတာနဲ့ကြည့်လိုက်တယ်ပြီးတော့ကျမလက်ကိုတင်းတင်းဆုပ်ကန်ထားရင်ပြောလိုက်တာပေါ့ဘသူပဲဖြစ်ဖြစ်ငါစီကနေဒီမိန်းကလေးကိုခေါ်သွားခြင်းငါအသက်ကိုအရင်ကြော်သွားလိုက်တဲ့ဆိုတော့ဘာတွေဆက်ဖြစ်လာမှလဲရင်ခုန်စာနဲ့အပိုင်းကားလေးကိုလည်းစောင့်မျှော်ပေးကြပါအောင်နော်အရင်ဆင်းရဲလာတဲ့ကျမနဲ့တထေးသားခက်ဆူဆူလေးတူမင်းကိုငါကာကွယ်မယ်အိမ်ရှိတကားမှာရက်နေတဲ့အဖေကိုကြည့်ပြီးကျမတကူလုံးတုန်နေမိတယ်ကျမတို့မိသားစုကိုအကျွေးရကြားထဲမှာပစ်ထားခဲ့ပြီးအခုမှဘာလို့ပြန်ပေါ်လာရလဲပြီးတော့ကျမကိုပစ္စည်းတစ်ခုလိုရောင်းစားဖို့ကြိုးစားနေရလားဟဲ့ကောင်မင်းကသမီးကိုပတ်စံနဲ့ဝယ်ထားရမလားအခုငါ့ကိုပတ်စံပို့ပေးမဲ့သူရှိတယ်သူ့ကိုပြန်ပေးလိုက်တော့တဲ့အဖေစီကထွက်လာတဲ့စကားတွေကကျမနှလုံးသားကိုဓာတ်နဲ့မွန်းလိုက်တယ်လို့ပဲအဲ့ဒီချိန်မှာပဲကျမရဲ့လက်ကိုတစုံတစ်ယောက်ကတင်းတင်းကြပ်ကြပ်ဆုပ်ကန်လိုက်တာခံစားလိုက်ရရဲ့လေကြည့်လိုက်တော့သူပဲသူကကျမရှိမှမမမရက်တီပြီးအဖေကိုအေးဆက်ဆက်စိုက်ကြည့်လိုက်တယ်လေဦးလေးမားနေပြီနင်းကခမရရောင်းစားလို့ရတဲ့ပစ္စည်းမဟုတ်ဘူးပြီးတော့သူ့ကိုကျွန်တော်စီကနေဘသူ့မှခေါ်သွားလို့မရဘူးတဲ့သူကအရန်ကိုတည်ငြိမ်ပြီးအာနာရှိရဲ့အတန်နဲ့ပြောလိုက်တာကြောင့်အဖေနဲ့သူ့ရဲ့လူမိုက်တွေကတော့နည်းနည်းကျွန့်သွားခဲ့တာပေါ့နောက်ဆုံးတော့သူတို့ချိန်ဆပြီးပြန်ထွက်သွားကြတာပေါ့အဲ့ခန်းထဲမှာကျမတို့နှစ်ယောက်တည်းကြံခဲ့တဲ့အချိန်ကျမအရန်ကိုကြောက်ပြီးငိုနေမိတာပေါ့သူကကျမနာကိုဖိဖိချင်းလာပြီးတော့ကျမကိုသူ့ရဲ့ရင်ဝင်ထဲကိုထည့်ထားလိုက်ပါတယ်မကြောက်နဲ့တော့နော်နင်းကိုရှိတယ်ဘယ်သူမှမင်းကိုထိခိုက်အောင်ကိုခွင့်မပြုဘူးသူ့ရဲ့ရင်ခွင်ကအရန်ကိုနေသေးပြီးလုံခြုံမှုပေးနိုင်လားနေလို့ကျမစိုးရိမ်စရာတွေတော့အကုန်ပြောက်သွားခဲ့ရတယ်လေအင်ညာကကျမတို့နှစ်ယောက်ခြံထဲမှာဂျယ်ရီကိုအတူတူကြည့်ရင်စကားတွေအများကြီးပြောဖြစ်ခဲ့ကြတာပေါ့နင်းမင်းသိလားအစကတော့မင်းဖေစီကအကျွေးတွေပြန်ရဖို့မင်းရောငါအတုံးချခဲ့ရမှန်တယ်ဒါပေမဲ့အခုတော့မင်းကငါရဲ့အသက်ထက်တောင်ပိုအရေးကြီးရဲ့သူဖြစ်နေပြီသူကကျမရဲ့လက်ကလေးကိုယူပြီးသူ့ရဲ့ရေဖက်ပုံကိုတင်လိုက်တယ်လေကျမခံစားရတာကအယမ်းကွန်မြန်ရဲ့သူ့ရဲ့နှလုံးခုန်တန်တွေကိုပေါ့နင်းငါရဲ့တကယ်စနီလောင်ဖြစ်ပေမလားအတူရောင်နေမဟုတ်ပဲငါဘွားရဲ့နောက်ဆုံးအချိန်ထိအတူတူရှိပေမဲ့သူအဖြစ်ပေါ့ကျမသူ့ကိုကြည့်ပြီးမျက်ရည်တွေဓာတ်တွေကပြောင်းလိုက်မိရဲ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကျမရဲ့ဖုန်းထဲကိုမက်ဆေ့တစ်ခုဝင်လာခဲ့တယ်လေအဲ့ဒီမက်ဆေ့ထဲမှာပါတဲ့စာသားကြောင့်ကျမအပြုံးနဲ့ပျောက်ကွယ်သွားခဲ့ရတယ်ဒါကဖေပို့လိုက်တဲ့စာပါနင့်အမေငါလက်ထဲမှာနင်ငါးစီကိုအခုချက်ချင်းပြန်မလာရင်နင့်အမေကိုငါတခုခုလုပ်လိုက်မယ်တဲ့အော်စတိမ်မိုင်မှာဘလို့ရစတိမ်သွားမှလဲအပိုင်း6လေးကိုစောင့်မျှော်ပေးကြပါအောင်နော်အရန်စီးရလာတဲ့ကျမနဲ့တထေးသားခတ်ဆူဆူလေးတူထာဝရလက်တွေပေါ်စတိမ်မိုင်ဖုန်းထဲက message ကိုကြည့်ပြီးတော့ကျမတကူလုံးအေးဆက်သွားတယ်အမေအန်ဒီရရှိနေပြီကျမဘာလုပ်ရမလဲဆိုတာစဉ်းစားလို့မရခင်မှာပဲသူကကျမရဲ့ဖုန်းကိုလှမ်းကြည့်လိုက်ပြီးကျမရဲ့ပခုံးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကန်လိုက်တယ်နင်စိတ်အေးထားကိုရှိတယ်မင်းရဲ့မိကိုဘာမှမဖြစ်စေရဘူးလို့ခရီးပေးတယ်သူ့ရဲ့အကြည့်တွေကအယမ်းကိုတည်ငြိမ်ပြီးအကူထိုင်လာလို့ကျမရဲ့ကြောက်စိတ်တွေကအလိုလိုပျောက်ကွယ်သွားခဲ့တာလေသူကသူ့ရဲ့လူယုံတွေကိုချက်ချင်းဖုန်းဆက်ပြီးအမေရှိရဲ့နေရာကိုရှာခိုင်းလိုက်တယ်မိနစ်ပိုင်းအတွင်းမှာပဲကျမတို့တွေအဖေရှိရဲ့နေရာကိုရောက်သွားခဲ့တာပေါ့အဖေကအမေကိုတစားကန်လုပ်ပြီးကျမစီကပိတ်ဆံတွေကိုထပ်တောင်မှုစူးစမ်းနေရလေဦးလေးဒါခမ ्या ရဲ့နောက်ဆုံးအခွင့်အရေးပဲအခုချက်ချင်းအတော်ကြီးကိုလွတ်လိုက်ရင်ကျွန်တော်ခမ ्या ကိုထောင်မချဘူးဒါပေမဲ့ညင်းမဲ့ဆိုရင်တော့သူကအိတ်ဆက်တဲ့အတန်နဲ့ပြောလိုက်တဲ့အချိန်မှာအဖေကကြောက်လန့်ပြီးတော့အမေကိုလှော့လိုက်တော့တာပေါ့အမေကိုလုံခြုံတဲ့နေရာပို့ပြီးတဲ့နောက်ကျမတို့နေရာကိုခြံထဲကမြက်ခင်းပြန်နေမှာခဏနာဖြစ်ပြီးလိုက်အောင်လေးကိုတေချာကြည့်နေခဲ့ကြတာပေါ့နင်းမင်းကိုကာကွယ်ပေးနိုင်ခဲ့လို့ငါတကယ်ပဲဝမ်းသာတယ်အခုဆိုရင်မင်းရဲ့အကျွေးရောအတိတ်ကနာကျင်မှုတွေကိုအကုန်ပြီးဆုံးသွားပြီနော်သူကကျမရဲ့လက်ကလေးကိုနူးညံ့စွာနမ်းလိုက်တယ်ကျမရှင်ကိုတကယ်ကျေးဇူးတင်ပါတယ်လို့ပြောရင်
ကျမသူ့ရဲ့ရင်ခွင်ထဲမှာခဝင်လိုက်မိတာပေါ့သူကကျမရဲ့ခါလေးကိုဖတ်လိုက်ပြီးကျမရဲ့မျက်လုံးတွေကိုတက်တက်ဆက်ကြည့်လိုက်တယ်ကျေးဇူးတင်စရာမလိုပါဘူးနင့်ရဲ့ငါပြောခဲ့တယ်လို့ပဲမင်းကကိုဘွားရဲ့အလင်းရောင်လေးပါမင်းသားမရှိရင်ကိုကအိတ်ဆက်တဲ့တထေးသားတစ်ယောက်ပဲရှိနေတော့မှာကိုမှချစ်ရတဲ့သူရှိနေပြီသူကဒုတစ်ဖက်ကိုထောက်လိုက်ပြီးတော့သူ့ရဲ့အိတ်ထဲကစိမ်းသားဆွဲလေးကိုထုတ်လိုက်တယ်ကျမရင်တွေအရန်ခုန်နေမိတာပေါ့နင်းကိုရဲ့ဇနီးသားအဖြစ်မင်းရဲ့ဘဝတစ်ခုလုံးကိုကိုစီကိုအနံ့ပေးနိုင်မလားမင်းကိုထားရချစ်ပြီးကောက်ခွဲသွားမယ်လို့ကိုကတိပေးပါတယ်ကျမကောင်းညင်ပြီး yes လို့ပြောလိုက်တဲ့အချိန်မှာသူကကျမကိုပွေ့ချပြီးလာရအောင်မှာပျော်ရွှင်စွာရမိုးနေခဲ့ကြတာပေါ့ကျမတို့ရဲ့အနမ်းတွေကတော့အမောင်ထဲမှာစတင်ခဲ့တဲ့အချစ်ဇလန်လေးရဲ့အလှပဆုံးအဆုံးသတ်ပေါ့ဇလန်လေးကိုအဆုံးသတ်ထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဇလန်လေးကိုလည်းစောင့်မျှော်ပေးကြပါအောင်နော်